ဒါရော့မီ15စီ FRB ဖြုတ်တဲ့အမှတ်တရပါနော် FRB ဖြုတ်တဲ့အမှတ်တရဒီကောင်ဘလို့လာလဲဆိုရင်ဒီ FRB ကဘလို့ဖြုတ်လို့မရဘူးအန်လော်တူးမှလည်းအတကုံတိုင်ပတ်ဟုတ်နော် FRB မှာဆိုတာအမျိုးစုံအန်လော်တူးတွေနဲ့ဟောမလုပ်ကြည့်တယ်မရဘူးဒီကောင်ကဘလို့လဲဆိုလို့ရှိရင် line ပေါ်မှာရှာကြည့်လိုက်ဒီလန်ရှာပေါ့နော်လန်ရှာကနေကြော်တာပဲမရတဲ့ဆိုတော့ကျွန်တော်လန်ရှာကလန်ရှာမရောက်တော့ဘူးကျွန်တော်တို့ကအဲထဲတော့ရောက်နေလဲဆိုလို့ရှိရင်ဒီ Play Store လန်ရှာရယူဖို့တော့ကိုကျွန်တော်တို့ Play Store ကိုပဲရောက်နေ Play Store ကအလုံးမလုပ်ဘူးတော့လုံးလို့မရဘူးပေါ့နော်အဲဆိုတော့ထဲသွားရလဲဆိုတော့ကျွန်တော် get ABB ဒီအကောင်ပေါ့နော်အဲကောင်ရဖို့တော့ကိုကျွန်တော်တို့မနေသွားရတယ်အဲ့ဒါပြဿနာပဲဆန်းကိုလော်ချထားတယ်ဆန်းလော်ချပြန်ဒီကဒိတ်ကနေပြီးတော့ကြော်ရတယ်ပေါ့နော်ကြော်ရတယ်အဲ့ဆိုတော့ကျွန်တော်အတိတ်ပေးတဲ့နေရာကျရင်ပဲထဲရောက်တော့ဆို Play Store ထဲရောက်သွားတာဒါပေမဲ့ကျွန်တော်အခုကဘာလုပ်လိုက်လဲဆိုလို့ရှိရင်အမျိုးစုံ FOW ရောဘယ်လိုပြောမလဲ FRB ကြော်ဖို့အတွက်အမျိုးစုံလုပ်တယ်မနေ့ကကြီးနဲ့စဉ်းစားတာခုချိန်ထိဒီချိန်ထိပေါ့နော်ဒီနာရီရဲ့ဆိုလို့ရှိရင်ဒီနာရီတော့ကျွန်တော်ချက်ဆိုဒီမှာအခုညနေ3နာရီကျော်ဒီမှာဆိုတော့4နာရီ40လောက်တော့ရှိသွားပြီဗျအဲ့ဆိုတော့ကျွန်တော်ဒီကောင်ရအောင်ဘယ်လိုလုပ်လိုက်လဲဆိုလို့ရှိရင်Rosette ကို2ခါ3ခါလောက်ချပစ်တာချပစ်တော့နောက်တော့ဒီကဘယ်လိုပြောမလဲဒီက date တိုင်းဒီကဘယ်လိုပြောမလဲ ATM နဲ့ဝင်ပြီးတော့ software လေးကိုYouTube တက်မှာပြထားတဲ့အတိုင်းပဲအဲ့ဒါလေးကိုနှိပ်ပြီးတော့ update တောင်းတဲ့နေရာကျတော့ဒီ Play Store မဝင်မနဲ့သူကဒီကောင်တွေကိုရောက်တော့တာပေါ့ဒီကောင်တွေရောက်တဲ့ခါကျတော့ software တစ်ခုကို download ဆွဲမယ်ဆိုပြီးတော့နှိပ်ပြီးလို့ရှင်မှာကျွန်တော်ဒီ launcher လေးကိုရယူလိုက်ပေါ့နော်ဒီ launcher လေးကိုရယူရမှာလန်ရှာပေါ့နော်လန်ရှာပြီးရင်အဲ့ထက်မှာဘာရှာမလဲဆိုလို့ချင်း scan space ဆိုတာကိုလို့ရိုက်ရှာမှာဗျပြီးဆိုရင်ဒီထဲကနေဝင်ပြီးတော့ဟိုဟာတွေကိုဘယ်လိုပြောမလဲစကရနှစ်ခုခွဲမှာပေါ့နော်သူကအဲ့ထဲရောက်သွားပြီလဲဆိုလို့ချင်းပေါ့ပိတ်ပြီးတော့ပြန်ဖွင့်လိုက်အောင်ပဲအားလုံးပြန်တက်လာရင်အားလုံးက okay ပါပြီအဲ့ဆိုကျွန်တော်ဒီကောင်ကို reset ချကြည့်လိုက်တော့မယ်အဲ့ဆိုဒီအားလုံးရပါပြီပေါ့နော်အဓိကတော့ဒီအကောင်Play Store ထဲရောက်နေတယ်ဆိုလို့ချင်း reset ကိုဟိုပါပဲနေ2ခါ3ခါလောက်တာချကြည့်လိုက်အဲ့ဆိုတော့ဆက်ပြေသွားမှာဗျโอเคပါဒါအမှတ်တရပါဗျ